အသက်ကွဲတယ်ဆိုတာအယက်သမားတွေကိုပြောတာကျန်တဲ့လူတွေကဟန်ကွဲပဲနော်လူတယောက်အသက်ကွဲတယ်နဲ့ပြောနေကြတယ်အယက်ထက်ပြောတာတကယ်ကွဲတာကအယက်သမားမှအသက်ကွဲတာသိချာလေမယားကွဲခြင်းကွဲမဲ့အသက်တော့မကွဲဘူးဒါပေမဲ့လူတွေကထင်တာအဲ့ဒါအသက်ကွဲတယ်လို့ထင်အရက်တော့ရင်တော့ဟုတ်အသက်ကွဲတယ်အရက်တော့ပါများတဲ့အခါကျတော့အသက်မှာဥစီပေါင်းလေးတွေထားလာပြီးတော့အသက်အခြေအနေဆိုးလာပြီးနောက်ဆုံးမှာသွေးတွေပါပေါက်ထွက်လာအရက်တော့ပါများတော့အရက်ရဲ့အပူကြောင့်အသက်6တယ်တို့အသက်ကင်ဆာတို့ဆိုဖြစ်လာမြို့သီးတွေစားလို့ရှိရင်လည်းမြို့သီးတွေကမှုပါလို့ရှိရင်အသက်ကင်ဆာဖြစ်တတ်တယ်ဒါကြောင့်မို့လို့နော်ကုန်းမောင်ကြီးချော်တဲ့ပါတယ်ငရုတ်သီးတွေသွားမစားကြနဲ့အဲ့ဒီငရုတ်သီးတွေထဲမှာမှုပါလာလို့ရှိရင်အသက်ကင်ဆာဖြစ်တယ်ဒါရင်လားလို့ဆိုတော့မဟုတ်ဘူးမြေပဲလော့စားရင်လည်းတတိထားမမြင်ရပေမဲ့လို့မြေပဲစိနှစ်ခုကြားမှာမှုပါလာလို့ရှိရင်အဲ့ဒါအသက်ကင်ဆာဖြစ်တယ်ဆရာဝန်တွေပြောတော့မှတ်ထားနော်သက်ကင်ဆာဖြစ်စေတတ်တဲ့အရာတွေအဲ့ဒါဒီလိုဆိုလို့